ကဲအသစ်တစ်ခုထပ်မှန်ပြီးတော့လာပြန်ပြီပေါ့ဗျာဒီနေ့မှနည်းနည်းထူးဆန်းတယ်ဗာလဲနာမည်ကပတ်ခဲပတ်ခဲမြန်မာတန်နဲ့ဆိုပတ်ခဲရောဗျာပတ်ခဲပြတော့မယ်နောက်ကျရင်ပတ်ခဲနေနာမည်လည်းတူတယ်သူကဘယ်လိုပြောမလဲဆိုတော့မကောင်းတဲ့မိန်းကလေးလိုပြန်မလားကောင်းတဲ့မိန်းကလေးကိုပြန်ရင်လို့ပြန်လိုက်ပါဗျာနော်ဒါကျွန်တော်တို့အနေနဲ့ဒီနေ့ကတော့ဒီနေ့ application ကတော့ဒါထူးဆန်းဒီ application ကဒါကနံပါတ်နဲ့ application ဖြစ်သွားပြီကျွန်တော်အနေနဲ့နံပါတ်1ကိုအရင်ဘက်ကကျွန်တော်ပြောခဲ့ပြီပေါ့နော်ညာဒီ application ကတော့ဒါမှနံပါတ်နဲ့ application ဖြစ်သွားပြီငယ်သူဆိုင်တော့ဘာရှင်းကလည်းသူဘာရှင်းအဲ့ဒီတင်တာတော့နော်ဘာရှင်းမြင်တာဘာတော့မှထူးဆန်းတာကဒီကောင်မှာကလေကျွန်တော်ရင်တော့ကဒီနေ့တိုင်းကြည့်တယ်နော်နေ့တိုင်းကြည့်တယ်ခုမှလာပေါ်တာနော်ဒီကောင်ခုမှဒီသူတို့ရဲ့ website ထဲမှာခုမှလာပေါ်တယ်ဒီပြောမှဆိုလို့ရင်သူတို့အနေနဲ့နိုင်ငံတွေသတ်မှတ်ထားလားမသိခုဘာရှင်းသူတို့မြင်လိုက်မှာဒီအဲ့ဒီတင်လိုက်မှာဒီကောင်ကိုလာပေါ်တာဒီခု2ရက်3ရက်မှလာပေါ်တယ်နည်းနည်းတော့ထူဆန်းတာပေါ့နော်ဒီရင်တော့ဆိုရင်ဒီဒီဇင်ဘာ16နှစ်ကထုတ်ထားလို့ရှိရင်တော့အဲ့ဒီချိန်တော့ကနေပြီဆိုခုဆိုရင်တော့တော်တော်ရနေပါတော့ခုကကြတော့ကျွန်တော်တို့ကခုမှလာတွေ့ရတယ်ဆိုတော့နည်းနည်းနောက်ကျတာပေါ့နည်းနည်းနောက်ကျပြီမဲ့လည်းဒါဝင်ပြီးတော့ပညာပါတခါပေါ့နော်ဝင်ပြီးတော့လေ့လာကြည့်အောင်သူ့ထဲမှာကြာရင်ကျွန်တော်တို့အနေနဲ့ပုံစံထုံးစံတိုင်းပေါ့နော်ကျွန်တော်တို့အနေနဲ့ download ဆွဲလိုက်မယ်download ကလည်းသူ့မှာ9000မရှိသေးတယ်ကြည့်ပြီလားမသိ download ကလည်း9000မရှိသေးတယ်နော်နည်းတယ်လို့ပြောမှန်းဒါဆိုကျွန်တော်တို့အနေနဲ့ဒီကောင် install တင်လိုက်မယ်နည်းနည်းတော့စောင်းပေါ့နော်ဒီကောင်ကနည်းနည်းတော့ကြာလိုက်မယ်နည်းနည်းကြာတာကိစ္စမရှိဘူးဒီကတော့ဒီကကိုယ့်ဖုန်းနဲ့ရောက်ဝင်တယ်ရေဟိုတနေ့တင်ပလဲမလားဒီကျွန်တော်အနေနဲ့ငွေထုတ်နီးပထမတစ်ခုမှလေကျွန်တော်အဲ့တစ်ခုတော့ဖြတ်ထုတ်ပြလိုက်ပေါ့ညာငွေထုတ်ပြန်တက်ဖြတ်ရမှမရတာဒီ3ပြား30နဲ့9ပြားပဲရတယ်အဲ့ကောင်တော့ကြောက်ထားတာထားရဆိုမလုတ်ဖြစ်တာပေါ့နော်ကျွန်တော်အနေနဲ့မဖွဲဖြစ်တာကြံတဲ့ကောင်တွေနဲ့တိုင်ပတ်နေတာမဖွဲဖြစ်ဘူးအဲ့ဒါနဲ့ကြာသွားတာပဲဒီကောင်းလည်းဘယ်လိုလာမလဲတော့မသိဘူးနော်ဒါကကိုခုမှစတောင်းနေဆိုတော့ရများလားနဲလားဆိုတာထဲမှာနည်းနည်းဝီဝါရှူရှွားတွေဝင်လောက်အောင်လဲဒါတွေပဲထဲတင်နေတော့တခါကြစဉ်းစားကြည့်တယ်ဒီရင်တော့အတိုင်းပဲဟိုတစ်ပြက်ဒီတစ်ပြက်ရှောက်တင်ကောင်းမလားခုနောက်ပိုင်းကလည်းပြောမှဆိုလို့လူလည်းအားနေတော့မဟုတ်ပဲလေဗီဒီယိုလည်းရဲလဲစားနေရဲလိုက်မယ်ဆိုပြီးတော့အဲ့လိုမျိုးဗီဒီယိုလေးတွေလုပ်ဖြစ်သွားတော့ဗောနော်ဒီတရက်ချာခုဆိုရင်တရက်ချာတပုတ်ဖြစ်နေပေါ့ခုတင်နေတာထဲဝင်လဲပေါ့နော်ထုံးစံတိုင်းပဲထဲဝင်လိုက်ပြီးတော့ဒီနေရာမှာအကောက်ဖွင့်မယ်ဆိုတော့ပုံမှန်နာမည်ပေးခြင်းလည်းရတယ်မပေးခြင်းလည်းရတယ်ထုံးစံတိုင်းပဲပေါ့နော်နိုင်ဒီကောင်တော်တော်လွယ်တယ်နော်ဒီကောင်ဖွဲ့ရတာတော်တော်လွယ်တယ်ဘာမှခက်ခဲမရှိဒါနေပဲနှိပ်သွားရုံပဲဒီထက်ရောက်လာပြီတန်းပြီးတော့ဒီထက်ရောက်လာပြီဒီမှာအလောက်ကိုနေတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ဒီမှာပြောမှဆို noti ဘဲပေါ့နော်ပြောမှဆိုသူတို့ကတတိပေးချဲတော့ဘာတော့ဒါစာရေးပို့တာတော့ပေါ့နော်သူတို့မှာခေါင်းလုံးထဲမှာလာပို့တာအဲ့ခေါင်းလုံးလေးနှိပ်လိုက်လို့ရှိရင်ဒါသူစာရေးတွေဝင်မှာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့လောရမှာကြတော့ဒီလက်ဆောင်ပုံလေးပေါ့နော်ပေါ်ကလက်ဆောင်ပုံလေးကိုတစ်ချက်နှိပ်ဖို့လိုတယ်ပေါ်လက်ဆောင်ပုံလေးမနှိပ်ဘူးဆိုလို့ရှိရင်တော့ရမှာဒါလက်ဆောင်ပုံလေးနှိပ်ပြီးတော့ကျွန်တော်စတက်ကိုနှိပ်ပြီးတော့ထောက်စံတယ်ပဲပေါ်ကမြောက်လက္ခဏာလေးကိုနှိပ်လိုက်နှိပ်ပြီးတော့ကျွန်တော်တို့အနေနဲ့ဒီမှာစတက်ကိုနှိပ်မယ်ဒီမှာကြာရင်ကျွန်တော်တို့အနေနဲ့ရင်တော့နဲ့မတူဒီကမှာကြာရင်ရွေးလို့ရတွေ့လားရွေးလို့ရတယ်ကိုကြိုက်တဲ့ဒါပေမဲ့သူ့ရဲ့နာမည်ကတော့မကြိုက်ဘူးပတ်ခဲအဲ့တခုယူလိုက်မှာနော်ဘာပဲနေတခုယူလိုက်မယ်နဲ့ယူပြီးတော့ဒီမှာပွား grand ပေါ်နေပြီနော်သုံးစံအတိုင်းပဲကျွန်တော်တို့အနေနဲ့ပွား grand ကိုနေမယ်အင်္ဂလိပ်လိုပြီးလားမပြီးလားတော့မသိဘူးငါပြီးစားတဲ့လူဆိုပြီးရင်မှပြီးပါမှာဖုန်းကလေးမော်ဆုံးမှာပဲသူကမော်ဆုံးမှာပဲနေအဲ့ဒါကျွန်တော်အနေနဲ့ဒီသူ့ရဲ့ application နှိပ်ပြီးတော့ကျွန်တော်တို့ဖွဲ့ပြလိုက်မယ်ဖွဲ့ပြရင်ပဲပြန်ဆုပ်လိုက်ပါနော်
ပဲပြန်ဆုပ်လိုက်ဒါဆိုရင်သူတို့ကြော်ညာဝင်လိုက်ပါမနော်ကြော်ညာဝင်ရင်ကျွန်တော်ကြော်ညာကြော်ပြလိုက်တာကဲမဝါယူရစပွားနေပါပြီဟာ6ညံဆိုးစသွားတယ်30လောက်ရှိသွားပြီဒီကောင်ဖျက်ပြလိုက်တော့မယ်ကျွန်တော်အနေနဲ့ဒီကြားသွားလိုက်မယ်ကြားသွားလိုက်မယ်ကြားသွားလိုက်မယ်